ရှင်များမဲ့သင်ခန်းစာတော့ grade 3သင်ချအခန်း3အချိန်နှစ်ကြာသောအချိန်စာမျက်နှာ20ငါကြာသောအချိန်တွေကိုရှာပါကာကြီး2နာရီ30မိနစ်နဲ့3နာရီ15မိနစ်ကြာအဲ့ဒါကြာဆိုလို့ရှင်သူကနှုတ်ပေးရမှာဖြစ်ပါတယ်နှုတ်မယ်ဆိုလို့ရှင်ဒီများတဲ့အချိန်နဲ့နေနေတဲ့အချိန်ကိုနှုတ်မှာဖြစ်ပါတယ်အဲ့ဆိုရင်9နဲ့မိနစ်ခွဲပြီးတော့ဒီ3နာရီ15မိနစ်ကများတာဖြစ်တဲ့အတွက်ဒီ3နာရီ15ကိုအပေါ်မှာထားပြီးတော့ဒီ2နာရီ30မိနစ်ကနေတာဖြစ်တဲ့အတွက်2နာရီ30မိနစ်အောက်မှာထားပြီးတော့နှုတ်ပေးရမှာဖြစ်ပါတယ်အဲဒါဒီနှုတ်မယ်ဆိုရင်မိနစ်ဘက်ကစပြီးနှုတ်မှာဖြစ်ပါတယ်ဒီ15မိနစ်ထဲက30မိနစ်ကိုနှုတ်လို့မရဖြစ်တဲ့ဒီဘက်နာရီကနေ1နာရီချရမှာဖြစ်ပါတယ်အဲဒါ1နာရီချတဲ့3က2နာရီဖြစ်တယ်ငါကတော့ရှိတာ15တနာရီမှာ60မိနစ်ရှိတဲ့အခါမှာကျတော့ဒီ15မိနစ်ကိုနောက်ထပ်60မိနစ်ထပ်ပေါင်းပြီးလိုက်တဲ့အခါမှာကျတော့85မိနစ်ဖြစ်သွားဖြစ်ပါတယ်အဲဆိုရင်15ကနေ85မိနစ်ဖြစ်သွားမှာဖြစ်ပါတယ်။ဒါမှ9ရက်3ညလုံး9ကျန်9ရက်3လုံး4ကျန်ဒီ9ဘက်မှာဆို2နိုင်နဲ့2နိုင်တော့3ညဖြစ်တဲ့အခါမှာကျတော့ဒီအဖြေကတော့45မိနစ်ဖြစ်ပါတယ်။ဒီ2နိုင်30မိနစ်နဲ့3နိုင်15မိနစ်ကြားမှာဆိုရင်45မိနစ်ကွာခြားပါတယ်။အဲဆိုရင်အဖြေ45မိနစ်ဖြစ်ပါတယ်